နော်မင်္ဂလာပါကျွန်တော်တို့ပြပြပပတော့မယ်မနေ့ပြန်ပွဲလေးစကားတော့မယ်ကျွန်တော်နားမှာဆိုင်မို့အပေါ်တက်မှာအိပ်ပါတယ်ဆရာကအောက်ထပ်မှာအိပ်ပါတယ်လင်္ကာဒီဘက်မှာလည်းအတူတူနေပါတယ်တနေကုန်ကြော်ညာတွေရိုက်ပါတယ်နေတိုင်းရိုက်တယ်အင်းလေးသွားလေးရိုက်တယ်ဘာမှမအားဘူးပွဲဒီကနေရင်လေဆိုင်မို့နဲ့ကျွန်တော်နဲ့အခန်းချင်းကက်ရဲနေပါတယ်ဘာမှမအားဘူးရီးစားလည်းမထားအောင်ဒါပေမဲ့အားလုံးချစ်လို့ရတယ်နည်းနည်းပြောပြလိုက်အားလုံးချစ်လို့ရတဲ့အကြောင်းလေးပြောပြလိုက်ဟိုတယောက်တည်းချစ်လိုက်ရင်အားလုံးချစ်လို့မရမှာဆိုလို့ကျွန်တော်ကအများကြီးချစ်ချင်တယ်တယောက်တည်းစုပုံပြီးတော့မချစ်ချင်ဘူးအားလုံးကလည်းဒါအများဆိုင်ပေါ့နော်ဟိုကနေကိုအိမ်မနေပြီးတော့ထောင်ရရနဲ့လည်းချစ်လို့ရတယ်928လည်းကျူးလို့ရတယ်စိတ်ကူးရင်တာပဲလေဒါတကယ်မှမဟုတ်တာကျွန်တော်ကအများဆိုင်ကျွန်တော်စင်ပေါ်မှာပြောတော့အများဆိုင်ကြိုက်တယ်လို့ချစ်အဲ့ဒါဆိုဟိုကိစ္စလေးရှင်းအောင်39လား40လားတခါလေးရှင်းအောင်39အခုဟိုဆိုတော့နည်းနည်းအဲ့ဘာထားဖို့လဲစိတ်ကူးမရှိတယ်အခုနည်းနည်းစိတ်ညစ်သွားပြီ39ကိုမထားကျင်သေးဘူး40မှာပဲယူတော့မယ်ဆရာဟဲ့လား40မှာယူမယ်ဘုန်းကြီးဝစ်ချင်လဲဝစ်သွားမယ်ဘုန်းကြီးဝစ်ချင်လဲဝစ်သွားမယ်ကဲအဲ့လိုတွေဇရာတွေ line ပေါ်မှာရှုပ်လို့ဘုန်းကြီးဝစ်ချင်စိတ်ကိုပေါက်လာပြီအဲ့တော့ဒီထဲမှာ comment လေးတွေရေးပါဘုန်းကြီးဝစ်ချင်စိတ်တွေပေါက်နေပြီအဲ့ဒါတော့နှစ်ပါးသွားကြရင်နှစ်ပါးသွားကြရင်ဘာလုပ်မလဲတရားတွေဟောတာခံရတော့မယ်နော်တရားတွေဟောတာခံရတော့မယ်အောင်ချင်း၈ပါးလေးကျင့်အောင်နော်ဟုတ်ဆရာ